လေးလေးနက်နဲ့သတိပေးပေးရစေအထက်ဖော်ပြပါစာပိုင်းများသည်ရွှေညောအိစာတရားမိတ်ဒီစေကိုင်းတော်ဤကျေးဇူးရှင်အဖေကြီးဦးမြခင်မှမေတ္တာရှင်ကုတုံအတန်သွင်းအခွေအတွင်ပြောဆိုဆုံးမခဲ့သောစကားများဖြစ်ပေသည်ဆရာအချို့နှင့်တပည့်အချို့ကြောင့်ပြဿနာများသည်အဖေကြီးဦးမြခင်တက်ရှိထင်ရှားရှိနေစဉ်ကာလ၌ပင်ဖြစ်ပွားခဲ့ကြောင်းသိနိုင်၏ဆရာသမားအပေါ်ဝေဖန်မှုများအုပ်စုအချင်းချင်းဝေဖန်မှုများရှိနေစေဖြစ်သည်တပည့်တွေအပေါ်ကိုသားသမီးလိုအုပ်ချုပ်နေသောဆရာကိုမဆိုထားနှင့်မတရားသဖြင့်လုပ်နေသောဆရာကိုပင်လျှင်တပည့်ဆိုတာမဝေဖန်ရဘူးဟုသည့်စကားသည်ဆရာဖြစ်သူအားနောက်ွယ်တစ်မျိုးရှေ့တွင်တသွဲဝေဖန်နေကြသောအချို့သောတပည့်များသတိထားရမည်ဆုံးမစကားဖြစ်ပေ၏ဆရာဖြစ်သူမှမှားယွင်းတိမ်းဆောင်းစွာအုပ်ချုပ်ခဲ့ပါလျင်လေအဘဆရာတော်ကြီးများမှလူမသိအောင်ဆုံးမလေးမည်ဟုလည်းဆိုထားပါ၏အဖေကြီးဦးမြခင်အားအဘဘိုးတော်ဟန်ပြောကြားခဲ့သည့်ဘုံကြီးစေသောအကြောင်းတရားတွင်ဆရာဖြစ်သူအားမြည်တို့အကြောင်းနှင့်များမငင်းဆန်ပေဆရာအလိုအတိုင်းတပည့်ဖြစ်သူမှလိုက်နာရန်အတီအလင်းပြောကြားခဲ့သည်ကိုတွေ့မြင်ရလေ၏ဂိုင်းတော်ကတိကောက်ဖြစ်စည်းနေသူများသည်ရင်ဝင်နေသောညမြင့်မို့တောင်ချားနေလိမ့်မည်ဟု၍ဂိုင်းတော်နှင့်စေးတော်အပေါ်လက်တလုံးကြားလောက်ကဖြစ်စည်းနေသူများသည်ရွှေညောပညာကိုခံယူထားသောညခွဲရပေါက်လန်းနှင့်မြင့်မို့တောင်ချားသည်နှင့်ဝေကွာနေမည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်အထက်ဖော်ပြပါအကြောင်းအရာအားကျွန်ုပ်သည်2015ခုနှစ်ကပင်တင်ပြခဲ့ဘူးပါ၏ယခုမြန်မာခေတ်ကာလတွင်ခက်စိတ်စိတ်မြင်ရကြားရများလာသောဆရာနှင့်တပည့်အကြားဖြစ်ပေါ်လာသည့်ပြဿနာများကြောင့်အထက်ပါအဖေကြီးဦးမြခင်၏မိန့်ခွန်းအားပြန်လည်ကောက်နှုတ်၍တင်ပြလိုက်ရခြင်းဖြစ်သည်ရှေးဥစွာပြောလိုသည်မှာမိမိဥပဇေဆရာတက်ရှိထင်ရှားရှိနေပါလေအကြောင်းအမျိုးမျိုးကြောင့်မိမိသဘောနှင့်မိမိဆုံးဖြတ်ကာဆရာ၏သဘောတူခွင့်ပြုချက်မရဘဲကျွန်ုပ်နတ်စည်းထံသို့တပည့်အဖြစ်ပြောင်းလဲပညာယူမည်ဆရာပြောင်းသူများအားလုံးဝလက်ခံမည်မဟုတ်ပါကြောင်းကြိုတင်အသိပေးလိုပါ၏ကျွန်ုပ်ထံရွှေညောအိစာတရားမိတ်ဒီစေပညာလာရောက်ခံယူရသူတပည့်များအားပညာမပေးမီကပင်တနေ့နေ့တစ်ချိန်ချိန်မှာမင်းအနေနဲ့ဆရာအနေအထိုင်အပြောအဆိုအပေါ်မှာဖြစ်စေဆရာရဲ့မူဝါဒစည်းကမ်းတွေအပေါ်မှာဖြစ်စေဆရာရဲ့သီလတမာတိကိုကျင့်တရားအပေါ်မှာဖြစ်စေတန်တရားဝင်တာပဲဖြစ်ဖြစ်မကြည်ညိုမလေးစားကျင်တော့တာပဲဖြစ်ဖြစ်မြည်သည့်အကြောင်းကြောင့်ဖြစ်စေအခြားဆရာတဦးထံကိုပြောင်းကျင်ရင်အခုကတည်းကဆရာဘက်ကကြည်ပြူစွာခွင့်ပြုတယ်အပြစ်မယူဘူးအပြစ်မတင်ဘူးဒါဟာဆရာပေးတဲ့တပည့်အခွင့်အရေးပဲဟူသောစကားအားပြောလေရှိ၏ထိုနည်းတူစွာတပည့်ဖြစ်သူရဲ့အနေအထိုင်အပြုအမူအပြောအဆိုအရေးအသားဟာဂိုင်းတော်ဂုံတိတ်ခါဆရာဂုံတိတ်ခါထိခိုက်လာရင်အတိပေးဆုံးပါမယ်တတိပေးပြုပြင်မယ်မလိုက်နိုင်ရင်တော့တပည့်အဖြစ်ကဆွန့်လွတ်မယ်ကြိုက်တဲ့ဆရာထံပြောင်းပေရော့ဒါဟာဆရာအခွင့်အရေးဆရာလောက်ပိုင်ခွင့်ပဲဟူ၍ကြိုတင်ပြောကြားလေရှိကြိုတင်သဘောတူညီမှုယူလေရှိထိုချက်သည်ဂိုင်းမှုဂိုင်းစည်းကမ်းမဟုတ်ပဲခေတ်ကာလအခြေအနေအရဆရာအချင်းချင်းအမြင်မတိန်ဆောင်းစေလိုသောစိတ်ဝမ်းမကွဲစေလိုသောရည်ရွယ်ချက်ဖြင့်ကျွန်ုပ်ပြုလုပ်ခြင်းဖြစ်ကြောင်းဝန်ခံပါသည်ထို့ပြင်ကျွန်ုပ်အပေါ်အကြောင်းတစ်ခုခုကြောင့်မကြည်ညိုမလေးစားယုံကြည်ခြင်းမရှိသည့်တပည့်ဖြစ်သူအားငါမသိမချင်းငါကောင်းကောင်းမကောင်းကောင်းငါတပည့်ဖြစ်မင်းနေရမယ်ဆို၍ဖိနှိပ်မထားလိုပါ၎င်း၏စိတ်ခံစားချက်ကိုထက်တွက်စဉ်းစားရမည်ဟုကျွန်ုပ်တွေး၏ထို့အတူမှန်ကန်သောအာစရိယဩဝါဒအားလိုက်နာခြင်းမရှိသောတပည့်ဂိုင်းမူဝါဒအားလိုက်နာခြင်းမရှိသောတပည့်မျိုးအားကျွန်ုပ်မလိုလားပါ